မင်္ဂလာပါရှင်ဒီနေ့ဖာလူတာလွတ်ပါမယ်နော်ရေပွတ်ပွတ်ဆိုတဲ့ကိုတာကူစိတ်အနှဲငယ်ထည့်ကြပါတာကူမျက်စံပြောက်သွားရင်ရေစေးပြီးရေစစ်ထားပါရှင်ကျုပ်ပူတင်းလုပ်ဖို့ပါဝင်ကစီလေးတွေပါမွေစစ်ထဲကိုနွားနို့250 ml နို့စိမ်း100 ml တကြား30 gram နို့စီထမင်းစားစွန်းတစ်စွန်းကျုပ်3လုံးဂျုံမုံ30 gram ထည့်ပြီးမှွေပေးပါရှင်ပူတင်းအရေးကိုဘန်းနဲ့ထည့်ပြီးမိနစ်40လောက်ပေါင်းပြီးပါကျုပ်ပူတင်းရပါပြီရှင်ဖာလူတာပွဲပြင်ပါမယ်နော်ဖန်ခွက်ထဲကိုနှင်းစီအချိုရည်လက်ဖက်ရည်စွန်းတစ်စွန်းတကြားအရေးလက်ဖက်ရည်စွန်း2စွန်းဂျဲလီကိုသေးသေးလေးတွေဖြစ်အောင်မှွေပြီးတော့ခွက်ထဲကိုထည့်ပါမယ်ပါကူထည့်ပါမယ်နွားနုနဲ့နို့စိမ်းထည့်ပါမယ်ပူတင်းထည့်ပါမယ်ရှင်ဗနီလာရေခဲမုံထည့်ပြီးရေခဲမုံအပေါ်ချီယာစစ်လေးတင်လိုက်ရင်တော့အရမ်းမချိုပဲစိမ့်စိမ့်လေးနဲ့အရသာရှိတဲ့ဖာလူတာရပါပြီရှင်အဆုံးအထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော်